တလန်တစ်မြို့တော်ဆိုတာရှေးအောက်ထဲနှိမ့်မြုပ်သွားတဲ့သမိုင်းတစ်လျှောက်အခမ်းအနားဆုံးမြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ဒီမြို့ကြီးကမီးတောင်ပေါက်ကွဲမှုကြောင့်290ကြာတိုင်းတစ်ခါရှင်မျက်နှာပြင်ပေါ်ကိုပြန်ပေါ်လာတတ်ပါတယ်။အဲဒါကြောင့်တစ်ကမ္ဘာလုံးမှာရောက်ဖူးသူနည်းနည်းပဲရှိလို့အံ့ဖွယ်ကျွန်းကြီးအဖြစ်နာမည်တွင်တာဖြစ်ပါတယ်။နောက်3ဘက်နေရင်သူတို့တွေကနာမည်ကြီးဖြစ်တော့မှလို့အဖိုးကြီးကပြောနေတော့ဟန့်က3ဘက်ထိနေလို့မရတော့ဘူးလို့ပြောပါတယ်။သူတို့ပတ်လည်မှာစားငတ်ရည်တွေရှောင်းနေတာကြောင့်ကျွန်းကမကြခင်မှာမြုပ်တော့မှလို့ဟန့်ကယူဆပါတယ်။အဖိုးကြီးကတော့သူ့တွက်ချက်မှုတွေအရနောက်14နှစ်နေမှဒီကျွန်းကမြုပ်မှလို့ပြန်ပြောပါတယ်။ဒါပေမဲ့ဟန့်ပြောတဲ့မြေပြင်အနေထားနဲ့ဖြစ်နိုင်ခြေတွေအရ3-4ရက်ဆိုမြုပ်တော့မှတေးချနေပါတယ်။အဲဒါကြောင့်ရေဒီယိုအချက်ပြဖို့ဂျိုရုတွေလမ်းကြောင်းတန်းတဲ့အထိစောင့်ကြည့်မရတော့ပဲကိုအားကိုပြီးအိမ်ပြန်ဖို့ကြံစားကြရပါတယ်။ရှောင်းရဲစာအုပ်ထဲကအချက်လက်အရဒီကျွန်းပေါ်မှာကပတိန်နီမိုတိဆောက်ခဲ့တဲ့ရင်ငုတ်သင်္ဘောတစ်စီးရှိပါတယ်။ရင်ငုတ်သင်္ဘောရှိတဲ့နေရာကိုသိရဖို့အဖိုးကြီးကကပတိန်နီမိုရဲ့အုပ်ကူကိုခေါ်သွားပါတယ်။အုပ်ကူကသေးနေတာကြောင့်မိန်းကလေးဖြစ်တဲ့ကလာနီကပဲဝင်သွားပြီးအထက်မှာရှိနေတဲ့စာအုပ်ကိုယူလိုက်ပါတယ်။စာအုပ်ယူပြီးချင်းဂူကပြိုကျလာတာကြောင့်အပြင်ကိုမသေးုံတမဲထွက်လာရပါတယ်။စာအုပ်မှာရေးထားတဲ့အတိုင်းဆိုရင်သင်္ဘောကကျွန်းရဲ့တစ်ဖက်ခြမ်းမှာရှိနေတာဖြစ်ပါတယ်။သူတို့က3ရက်အတွင်းသင်္ဘောစီရောက်ဖို့ကျွန်းအလယ်ကနေပြန်သွားဖို့တနည်းပဲရှိပါတယ်